မေတ္တာရကသူ့တငယ်ချင်းတွေကိုကယ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အရေးတွေကပုံမအားကောင်းလာပြီးတောအုပ်တစ်ခုလုံးကိုဖုံးလွှမ်းတော့မဲ့အခြေအနေချနေပါတယ်။ငါမလုံးနိုင်ဘူးဖိုးလန်ငါမှအတန်မရှိဘူးငါကအတုံးမကျတဲ့သူပဲလို့မေတ္တာရဖြောရေးငိုကြွေးမိပါတော့တယ်။အဲ့ဒီအချိန်မှာဖိုးလန်ကမေတ္တာရမင်းငါကိုကယ်ခဲ့တော့ကအတန်မလိုခဲ့ဘူးလေမင်းရဲ့ကျင်နာမှုကငါအတွက်အလင်းရောင်ပဲငါမင်းကိုယုံကြည်တယ်လို့ဖိုးလန်ကပြောပါတယ်မေတ္တာရလည်းယုံကြည်မှုတွေပြေဝလာပြီးတော့မျက်လုံးကိုမိတ်လိုက်ပါတယ်သူရဲ့ကြောက်ရွံ့မှုတွေကိုပေးဖယ်ပြီးသူဘေးနာကသူငယ်ချင်းပေါ်ထားတဲ့မေတ္တာကောင်းကင်ကမိဘတွေကိုလွမ်းဆွတ်တဲ့စိတ်ပြီးတော့ဒီကဘာကြီးကိုလှစေခြင်းတဲ့စန္ဒတွေကိုစူးစီးလိုက်ပါတယ်ရုတ်တရက်မေတ္တာရရဲ့ရှင်ဘက်ထဲကနေတုန်ခါမှုတစ်ခုစတင်လာပါတယ်အဲ့လာကတာမန်ဒီချင်းတန်မဟုတ်ပဲစัจ java လာတစ်ခုလုံးရဲ့ငင်းချမ်းတဲ့တုန်ခါမှုမျိုးပါမေတ္တာရဘာသာဟလိုက်တဲ့အခါမှာတော့တလောကလုံးမင်းသက်ရလောက်အောင်တာယာလွန်းနဲ့တေးတန်တစ်ခုထွက်ပေါ်လာပြီးသူ့ရဲ့မော်တုတန်လေးကနေနေမင်းကြီးထက်လင်းထိန်နဲ့အလင်းတန်းကြီးဖြာထွက်သွားပါတော့တယ်အရေးတွေဟာအလင်းတန်ကိုမခံနိုင်ပဲပျောက်ကွယ်သွားကြပါတော့တယ်မေတ္တာရရဲ့အတန်ကကောင်းကင်အထိပဲ့တင်ထပ်သွားပြီးကောင်းကင်မြို့တော်ကြီးလည်းပြက်လေလင်းထိန်လာပါတော့တယ်ဒါပေမဲ့ပျော်ရွှင်နေတုန်းမှာပဲအဖိုးအိုလီဗာကစိုးရင်တကြီးနဲ့မေတ္တာရစီပြေးလာပါတယ်မေတ္တာရတောအုပ်ကြီးမှာအလင်းကပြန်ရောက်လာပြီးဒါပေမဲ့ကောင်းကင်နဲ့မြေကြီးကြားကတခါကပိတ်တော်မယ်သမီးအခုချက်ချင်းပြန်မတက်ရင်မြေပြင်မှာမဲ့ထာဝရပိတ်မိနေလိမ့်မယ်